ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။ဆာလံကျမ်းခန်းကြီး34တက်မှာဂုဏ်ကျေးဇူးတော်ကိုအစင်မပြတ်မွဲဆိုမယ်လို့ဆာလံဆရာကမွဲဆိုထားပါတယ်။ဘုရားသခင်ရဲ့ဂုဏ်ကျေးဇူးတော်ကိုငါရဲ့နှုတ်ခမ်းမှာအမြဲတမ်းပဲမွဲဆိုမယ်လို့ပြောနေခြင်းဖြစ်ပါတယ်။900ခန်းကြီး29ခန်းငယ်17မှာဆိုရင်ဗိမာန်တော်ဆောက်ဖို့အတွက်စုံလင်သောစိတ်ကြည်ညိုသောစိတ်နဲ့လှူဒန်းတဲ့အခါမှာဆိုရင်ဒါဝိဒ်ကအလွန်ဝမ်းမြောက်ပါတယ်။အဲ့ခါမှာသူကဘုရားသခင်ရဲ့ဂုဏ်တော်ကိုသူကချီးမွမ်းပါတယ်။ဒီမှာအငဲ30မှာဘုရားသခင်ဂုဏ်ပုဒ်ကိုသူကဘလို့ထုတ်ဖော်ချီးမွမ်းထားလဲဆိုတော့ဣသရေလရဲ့ဘုရားသခင်ခြောက်ရဘုရားကိုရောဒီကပအဆက်ဆက်မင်္ဂလာရှိတော်မူစေတည်းလို့သူကထုတ်ဖော်ချီးမွမ်းထားပြီးတော့အငဲ30မှာဆိုရင်အိုးခြောက်ရဘုရားကိုရောဒီဘုံတကိုးအာနုဘောအောင်မြင်ခြင်းအခွင့်အာနာတော်နှင့်ပြည့်စုံတော်မူ၏ကောင်းကင်မြေကြီး၌ရှိသမျှကိုပိုင်တော်မူ၏အိုးခြောက်ရဘုရားကိုရောဒီအစိုးရတော်မူ၏ကောင်းကင်နဲ့မြေကြီးရှိသမျှကိုပိုင်တော်မူသောဘုရားသခင်ဘုံတကိုးအာနုဘောရှိတော်မူသောဘုရားသခင်အောင်မြင်ခြင်းအခွင့်နဲ့လည်းပြည့်စုံတဲ့ဘုရားသခင်ဖြစ်ပါတယ်။အိုးခြောက်ရဘုရားကိုရောဒီအစိုးရတော်မူ၏ကိုရောဒီအစိုးရတဲ့ဘုရားအုပ်ချုပ်တော်မူသောဘုရားသခင်ဖြစ်တယ်လို့ခတ်သိမ်းသောသူတို့၏အချုပ်မြင့်မြတ်တော်မူ၏ခတ်သိမ်းသောသူကိုဥဆောင်နေသောသူမြင့်မြတ်တော်မူသောသူလည်းဖြစ်ပါတယ်ဂုံသေးနှင့်စီးစိမ်ဥစ္စာသည်ကျေးဇူးတော်အကြောင်းသာဖြစ်၏ဒီဂုံသေးနဲ့စီးစိမ်ဥစ္စာကလည်းဘုရားသခင်ရဲ့ကျေးဇူးတော်အကြောင်းပဲဖြစ်တယ်ဆိုတာကျမတို့ဒီဒါဝိဒ်ရဲ့ဘုရားခင်ဂုဏ်တော်ကိုချီးမွမ်းခြင်းထဲမှာကျမတို့ကိုဖွင့်ပြထားသောအရာဖြစ်တယ်ကိုရောဒီခတ်သိမ်းသောသူတို့ကိုအုပ်ဆိုးတော်မူ၏ခွန်အားအစွမ်းတတ္တိကိုပေးပိုင်တော်မူ၏ခတ်သိမ်းသောသူတို့ကိုဘုရားသခင်ကအုပ်ဆိုးနေတယ်အုပ်ဆိုးရုံမကခွန်အားအစွမ်းတတ္တိကိုလည်းပေးပိုင်တဲ့ဘုရားသခင်ဖြစ်ပါတယ်ခတ်သိမ်းသောသူတို့အားကြီးမြတ်သောအခွင့်နှင့်ခိုင်ခန့်သောအခွင့်ကိုပေးတော်မူ၏ခတ်သိမ်းသောသူတို့အားလို့ပြောထားတယ်ခတ်သိမ်းသောသူတို့အားကြီးမြတ်သောအခွင့်နဲ့ခိုင်ခန့်သောအခွင့်ကိုပေးပိုင်တာလဲဘုရားသခင်ပဲဆိုတာကျမတို့တွေ့ရတယ်။တို့ဖြစ်၍ကျွန်ုပ်တို့ဤဘုရားခင်ကျေးဇူးတော်ကြီးလာပါသည်ဟုကျွန်ုပ်တို့သည်ဝန်ခံ၍မုန်းကြီးသောနာမတော်ကိုချီးမွမ်းကြပါ၏။ဒါကြောင့်မလို့ဘုရားသခင်ကိုရောရဲ့ကျေးဇူးတော်ကကြီးလာပါတယ်။ကျွန်တော်တို့ဝန်ခံပြီးတော့မုန်းကြီးသောနာမတော်ကိုချီးမွမ်းတယ်ဆိုတော့ဘုရားသခင်ရဲ့ဂုဏ်ပုဒ်များကိုထုတ်ဖော်ချီးမွမ်းထားသလိုအငယ်14မှာခတ်သိမ်းသောအရာတို့သည်တကိုးတော်ကြောင့်ဖြစ်တယ်လို့ပြောထားတယ်ခတ်သိမ်းသောအရာတို့ကဘုရားသခင်ရဲ့တကိုးတော်အကြောင်းသာလင်ဖြစ်တယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်600အခန်းကြီး20-21မှာထာဝရဘုရား၏ဂရုဏာတော်အစဉ်မြဲတည်သောကြောင့်အစဉ်အမြဲချီးမွမ်းကြလောတဲ့ဘုရားသခင်ရဲ့ဂရုဏာတော်ကအစဉ်မြဲတည်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့အစဉ်မြဲချီးမွမ်းဖို့အတွက်လဲကျွန်တော်တို့ကိုနှိုးဆော်ထားတယ်စာလံကျမ်းခန်းကြီး36-5မှာဂရုဏာတော်ကကောင်းကင်သို့၎င်းတစ္ဆာတော်သည်မိုးတိမ်သို့၎င်းမိပါတယ်လို့ပြောထားတယ်ဘုရားသခင်ရဲ့ဂရုဏာတော်သည်အစဉ်မြဲတည်ုံမကောင်းကောင်းကင်သို့၎င်းမိုးတိမ်သို့၎င်းတစ္ဆာတော်သည်မိတယ်ဆိုတာတွေ့ရပါတယ်စာလံကျမ်းခန်းကြီး16အခန်းငယ်ခရစ်မှာကြတော့ငါ့ကိုပြုစုတော်မူသောထာဝရဘုရားကိုကောင်းချီးပေးမည်စာလံဆရာသည်ဘုရားသခင်ရဲ့ဂုဏ်ပုဒ်ဖြစ်တဲ့ငါ့ကိုပြုစုတဲ့ထာဝရဘုရားလို့ဘုရားသခင်ရဲ့ဂုဏ်ပုဒ်ကိုထုတ်ဖော်ချီးမွမ်းထားတယ်စာလံကျမ်း68-19မှာထာဝရဘုရားသည်မင်္ဂလာရှိတော်မူစေတည်းငါတို့ကိုသူတပါးနှင်းဆဲသောအခါကဲတင်တော်မူ၏ဒီမှာဘုရားခင်ရဲ့ဂုဏ်ပုဒ်ကိုစာလံဆရာကပါချီးမွမ်းထားလဲဆိုတော့ငါတို့ကိုသူတပါးနှင်းဆဲတဲ့အခါကဲတင်တော်မူသောအရှင်ဖြစ်တယ်ဆိုပြီးတော့ချီးမွမ်းထားတယ်စာလံကျမ်းခန်းကြီး150အခန်းငယ်1မှာထူးဆန်းသောတကိုးတော်များကြောင့်ဘုရားသခင်ကိုချီးမွမ်းကြလောဘုရားသခင်သည်ဘလို့ဘုရားမျိုးလဲထူးဆန်းသောတကိုးတော်များနဲ့ပြည့်စုံတော်မူသောဘုရားသခင်ဖြစ်တယ်ဒါကြောင့်ဘုရားသခင်ကိုချီးမွမ်းပါလို့ကျမတို့ကိုစာလံဆရာကနှိုးဆော်ထားပါတယ်ဒါကြောင့်ထိုကြီးမြတ်တော်မူသောဘုရားသခင်တကိုးကြီးတော်မူသောဘုရားခင်အခွင့်အာဏာတော်နှင့်ပြည့်စုံတော်မူသောဘုရားသခင်ခွင့်အာဏာကိုပေးပိုင်သောအောင်မြင်ခြင်းအခွင့်ကိုပေးပိုင်တော်မူသောဘုရားသခင်ကိုဘယ်သူချီးမွမ်းမလဲစာလံကျမ်းခန်းကြီး84ခန်းငယ်21မှာဆင်းရဲငတ်မော့သောသူတို့သည်နာမတော်ကိုချီးမွမ်းကြပါစေသောဆင်းရဲငတ်မော့တဲ့သူတွေဘုရားသခင်နာမတော်ကိုချီးမွမ်းပါစာလံကျမ်းခန်းကြီး89ခန်းငယ်52မှာအိုးထာဝရဘုရား
ကောင်းကင်သည်အံ့ဖွယ်သောမှုတော်တို့ကို၎င်းတန်ရှင်းသူတို့သည်စီဝေးလက်တစ္ဆာတော်ကို၎င်းချီးမွမ်းကြပါစေသောကောင်းကင်ဟာအံ့ဖွယ်သောအမှုတော်တွေကိုတန်ရှင်းသူတွေကအတူတကွစီဝေးပြီးတော့ဖျားသခင်တစ္ဆာတော်တွေကိုချီးမွမ်းပါတဲ့စာလံကျမ်းခန်းကြီး150ခန်းငယ်63မှာတက်ရှိတော်သူပေါင်းတို့ထာဝရဘုရားကိုချီးမွမ်းကြစေတက်ရှိတဲ့အကုန်လုံးထာဝရဘုရားကိုချီးမွမ်းပါလို့စာလံဆရာကနှိုးဆော်ထားတယ်ဒါကြောင့်မလို့ကျမတို့တက်ရှိတော်သူပေါင်းတို့စာလံဆရာနဲ့အတူဂုဏ်ကျေးဇူးတော်ကိုအစင်မပြတ်ချီးမွမ်းဖို့အတွက်ဘုရားခင်နှုတ်ကပတ်တော်အားဖြင့်အားပေးချင်ပါတယ်ဘုရားသခင်နာမဘုန်းကြီးပါစေ